ဒီညီကိုမေးထားတဲ့မန့်ကိုကျွန်တော်ပြန်ဖြေပေးမယ်နော်ကျွန်တော်ဖြေပေးတဲ့ဟာကလည်းတမချန်းစာအယူဆရပေါ့နော်အဲ့ဒါလေးကိုဖြေပေးမှာဖြစ်တယ်ဆိုတော့တခြားဘာသာဝင်တွေယုံကြည်ခံယူချက်နဲ့တူချင်တဲ့တူချင်မှလည်းတူမှာပေါ့နော်တူချင်မှလည်းတူမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကအရှိကိုအရှိတိုင်းပဲပြောပေးတာဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်ကျန်းစာမရှိဘူးလားရှိလားဆိုတဲ့အရာကိုကျွန်တော်လည်းဒီမှာလေ့လာထားတော့ပြောပြပေးမယ်အဓိကတော့ဘိုင်ဘယ်ပေါ့နော်တမန်ကျမ်းစာထဲမှာကောင်းကင်နိုင်ငံရောက်ရင်တဲ့ဒီလောဘဒေါသဒီပါတယ်အဲ့လိုကင်းမဲ့ကျမ်းပိုက်မရှိဘူးပေါ့ဗျာနော်ဒီမှာရေးထားတာကောင်းကင်နိုင်ငံရောက်ရင်လောဘဒေါသနည်းသွားပြီးငြိမ်းချမ်းမြေဟူသောကျမ်းပိုက်မရှိပါတဲ့ပြောပြပေးပါ bro တဲ့ဆိုတော့ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘိုင်ဘယ်ထဲမှာပြောထားလဲဆိုတော့ကောင်းကင်နိုင်ငံရောက်ရင်လောဘဒေါသနည်းသွားမယ်ဆိုတဲ့ကျမ်းပိုက်တော့အတိလင်းတိတိကျကျရေးထားတာတော့မရှိပါဘူးဘယ်လိုပြောတာမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ဆက်ပြောပေးမယ်နော်ကောင်းကင်နိုင်ငံရဲ့အခြေအနေဟာပြီးပြည့်စုံပြီးငြိမ်းချမ်းတဲ့နေရာဖြစ်တယ်နော်အဲ့ဒါကိုကျမ်းစာထဲမှာအခိုင်အမာပြောထားတယ်တနည်းအားဖြင့်ပြောရင်လောဘဒေါသကင်းစင်တာနဲ့ငြိမ်းချမ်းသွားတာနဲ့စကလုံးသုံးလုံးပဲကွာသွားတာပေါ့နော်အတိတ်ပဲတော့တူပါတယ်ဆိုတော့အဲ့ဒါကိုကျမ်းပိုင်းနဲ့ကျွန်တော်ပြောပြမယ်အဓိကဗျာလောဘဒေါသဆိုတာလူတွေကတနည်းအားဖြင့်ပြောရင်အပြစ်ပေါ့အာဟုတုပေါ့ဗျာအပြစ်ပေါ့အာဟုတုကြောင့်ဖြစ်တာလေနော်ဟိုရောက်မှလူကအဲ့လူတွေကဘုရားသခင်ရဲ့နေရာဘုရားသခင်နိုင်ငံတော်ရောက်သွားတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဘုရားသခင်တန်ရှင်းခြင်းလွှမ်းမိုးလိုက်တာအဲ့လူကိုလွှမ်းမိုးလိုက်တဲ့အတွက်သူကငြိမ်းချမ်းသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီမှာကျမ်းပိုက်တချို့ကျွန်တော်ဖော်ပြပေးမယ်ဆိုတော့ဝမ်းနေခြင်းကင်းတယ်နော်ဝမ်းနေခြင်းကင်းတယ်နာကျင်ခြင်းကင်းစင်တယ်ဒီလောဘဒေါသကင်းတယ်ပေါ့နော်ဒါပေမဲ့ဓာတ်ရိုက်တော့မဟုတ်ဘူးတွဲဝိုက်တော်နီးနဲ့ရေးထားတာဘယ်လိုလဲဆိုတော့ကောင်းကင်နိုင်ငံမှာဆင်းရဲစရာအကြောင်းရင်းမှန်သမျှဥပမာအာဟုတုပေါ့နော်အာဟုတုကင်းခြင်းမှန်သမျှကင်းတယ်လောဘတို့ဒေါသတို့မနာလိုမှုတို့အဲ့ဒါတွေစိုးရင်ပူပန်မှုတို့အဲ့ဒါတွေမရှိတော့ဘူးနော်အဲ့ဒါကိုဗေကျမ်းပိုက်မှာဖော်ပြထားလဲဆိုတော့ဗျာဒိတ်ကျမ်းအခန်းကြီး21အငယ်လေးမှာဘုရားသခင်ဒီတဲ့သူတို့မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတုတ်တော်မူမည်နောက်တစ်ဖန်တည်ခြင်းမရှိရစိတ်မသာညီးတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းလည်းမရှိရအကြောင်းမူကားရှေးဖြစ်ဖူးသောအရာတို့သည်ရွေးသွားကြပြီတဲ့တနည်းအားဖြင့်ပြောရင်အဲကျမ်းစာထဲမှာဗာပြောလဲဆိုတော့နော်နောက်တစ်ဖန်တည်ခြင်းမရှိတည်ကြတယ်နားလည်မှာပါစိတ်မသာညီးတွားခြင်းနော်အော်ဟစ်ခြင်းပင်ပန်းခြင်းဆိုတော့လောဘဒေါသနေသွားတာတော့မဟုတ်ဘူးမငြိမ်းချမ်းတော့တာမဟုတ်ငြိမ်းမှငြိမ်းချမ်းသွားတာဆိုတော့ပုံဆောင်တယ်ပေါ့နော်ဓာတ်ရိုက်ရေးထားတာမဟုတ်ပေမဲ့အဲ့လိုပုံဆောင်တယ်ပေါ့နော်အဓိကတော့ကလိုင်းနဲ့ဘာဘူးတူတူပဲလေနော်အဲ့လိုပုံစံမျိုးပေါ့ပြီးတော့နောက်တစ်ခုကကောင်းငင်ဖျားသခင်ဆိုတာကဖျားသခင်နိုင်ငံတော်ဆိုတာကမတန်ရှင်းသောအရာတွေဝင်လို့မရဘူးအဓိကတော့လောဘဒေါသတွေအပြစ်နဲ့ဆိုင်တဲ့အရာတွေရှိနေတယ်ဆိုရင်ဖျားသခင်နိုင်ငံတော်တွေဝင်ဖို့မလွယ်ဘူးเนาะအဲ့ဒါကိုဒါကဝင်ဖို့မလွယ်ဘူးဆိုတာကဒီမှာဘရိုရေးထားလို့ပဲလောဘဒေါသနဲ့သွားပြီးမငြိမ်းချမ်းဝင်လို့မရဘူးငြိမ်းချမ်းမှဝင်လို့ရတာအဲ့ဒါကိုဗမာရေးထားလေးဆိုတော့ဗျာဒိတ်ကျမ်းမှာပဲအခန်းကြီး21မှာအငယ်29မှာဘလိုရေးထားလဲဆိုတော့ညဉ့်ညူးသောအရာဆက်စုပ်ယွန်ရှာပွဲသောအမှုကိုပြုသောသူမုသာစကားကိုပြောသောသူတစုံတစ်ယောက်မှထို့မြို့သေးတို့မဝင်ရတဲ့တနည်းအားဖြင့်ပြောရင်ကောင်းကင်နိုင်ငံဘုရားသခင်နိုင်ငံတော်တွေဝင်လို့မရဘူးလို့ပြောထားတာဖြစ်တယ်ပြီးတော့နောက်တစ်ချက်ရှိသေးတယ်ကောင်းကင်နိုင်ငံရောက်သွားတယ်ဆိုတဲ့လူတွေကဖျားနဲ့တူသွားတယ်တူလာတယ်ပေါ့ဗျာနော်ဖျားနဲ့တူလာတယ်ဆိုတဲ့အရာလေးတွေဒီယေရှုခရစ်တော်ကိုယုံတဲ့လူကကောင်းကင်ရောက်တဲ့အခါမှာအပြစ်တဘာဝလုံးဝကင်းစင်သွားတယ်ဖျားနဲ့ပုံတန်တူသွားတယ်နော်ပုံတန်တူအောင်ပြောင်းလဲခြင်းခံရတာပေါ့နော်တနည်းအားဖြင့်ပြောရင်လောကမှာရှိနေတဲ့အချိန်မှာတော့လူတွေကလောဘဒေါသမောဟတွေနဲ့မငြိမ်းချမ်းနိုင်ဘူးဒါပေမဲ့ယေရှုကိုယုံပြီးကောင်းကင်နိုင်ငံရောက်သွားတဲ့အချိန်ကျရင်ဒီလူကဖျားနဲ့ပုံစံတူပြီးတော့ငြိမ်းချမ်းလာတယ်အဲ့တော့ကျမ်းစာထဲမှာဘယ်ကျမ်းပိုက်မှာပြောထားလဲဆိုတော့ရှင်ယောဟန်အခန်းကြီး3အငယ်1မှာငါတို့သည်ကိုတော်ကိုမြင်ရကြလက်တတ်သောကြောင့်ကိုတော်နှင့်တူကြမည်ကိုငါတို့သိကြ၏တဲ့နော်နော်ယောဟန်အခန်းကြီး3အငယ်1မှာအငယ်1မှာပေါ့တနည်းအားဖြင့်ပြောရင်ဗျာအဲ့ဒါကိုအကုန်လုံးခြုံပြီးတော့အနှစ်ချုပ်ပြောရမယ်ဆိုရင်
ဒီဘယ်လိုပြောမလဲကျမ်းစာထဲမှာလောဘဒေါသမောဟလို့နေသွားတာလို့တိုက်ရိုက်ပြောထားတာတော့မရှိပါဘူးเนาะဘယ်လိုပြောတာမှန်တယ်ဒါပေမဲ့အပြစ်နဲ့ဆင်းရဲခြင်းကင်းတယ်ဆိုတဲ့အရာကိုတော့ဟိုပြောထားတယ်ဘုရားသခင်ဘုန်းတော်ကြောင့်ထာဝရငြိမ်းချမ်းမယ်เนาะအဲ့လိုမျိုးတော့ရေးထားတာရှိတယ်ပေါ့เนาะဒီတမန်ကျမ်းစာအရာအဲ့အကြောင်းကိုရေးထားတာဖြစ်တယ်ဆိုတော့ဘယ်လိုပြောတဲ့ဟာကမမားပါဘူးမှန်ပါတယ်ဒါပေမဲ့စကားလုံးအသုံးနှုန်းနဲ့ပဲလွဲတာပါပြောချင်တဲ့အတိတ်ပဲကကောင်းကင်မှာဒီမှာဘယ်လိုရေးထားလဲကောင်းကင်ကြောင့်လောဘဒေါသနေပြီးငြိမ်းချမ်းသွားပြီဟုတော့ကျမ်းပိုင်မရှိပါကျမ်းပိုင်မရှိပေမဲ့လောဘဒေါသကင်းစင်သွားပြီငြိမ်းချမ်းသွားမယ်ဆိုတဲ့အရာကိုတော့တမန်ကျမ်းစာထဲမှာအတိလင်းဖော်ပြထားတာဖြစ်ပါတယ်ဒါကခရိယန်တွေယုံကြည်ကြတဲ့เนาะတမန်ကျမ်းစာတဲကယုံကြည်ချက်ကိုပြောပြတာဖြစ်တယ်တခြားဘာသာဝင်တွေအတွက်လက်ခံနိုင်စေအကြောင်းရှိချင်မှရှိပါမယ်ဒါကကျွန်တော်ကမေးတဲ့အတိုင်းကိုအပြုသဘောဆောင်ပြီးဘုရုဒ္ဓအနေနဲ့ပြန်လဲပြောပြခြင်းဖြစ်တယ်ဘုရားသခင်တာဝေကောင်းကြီးပေးပါစေ